တိုင်းတရားတိုင်းမှာတစ်ချိန်ချိန်တော့အချစ်ဆိုတာရှိခဲ့ကြတယ်လူသားတို့ပါမီရဲ့မာရဲ့ကြောင့်အားနေသူကိုမုန်းတတ်တာလေဒီပြောင်းလဲခြင်းနဲ့ရဲ့ဆိုင်ရမှာဟိုတော့ငါကြောင့်စိတ်တွေမရှိခဲ့ဘူးကွယ်နေရသူအတွက်ချစ်တစ်ခုသာကိုကွယ်အားထားရတင်မယူမဲကိုရှာခဲ့တဲ့လမ်းဟာလူအင်းဟူသည်များတည်ဆုံးနေမရှိသလားပဲကွယ်ညောင်လေးချက်နေနိုင်ကြုံဆုံနေသည်များဖြစ်တွေဟာကောင်းလုံးပြန်တယ်ရီမချက်တွေချင်နာသူကိုတကယ်ဆိုနေတဲ့ကောင်းတွေရှိခဲ့လေကွယ်ငယ်ရွယ်သူမို့အချစ်မှကိုအလီနာပြီးခဲ့တာအမှန်ဆုံးမှာပဲလူတိုင်းတရားတိုင်းမှာတစ်ချိန်ချိန်တော့အချစ်ဆိုတာရှိ